ဗင်နီဇွဲလားနဲ့ဆက်ဆက်တဲ့ရုရှားရေနံတင်သင်္ဘောကိုအမေရိကန်ဖမ်းဆီးအပြည်ပြည်ဆိုင်ရာပင်လယ်ပြင်မှာရုရှားအလံတင်ရေနံတင်သင်္ဘောတစ်စင်းကိုသတင်းပတ်များစွာလိုက်လံဖမ်းဆီးခဲ့ပြီးနောက်အမေရိကန်ပြည်ထောင်စုကမြောက်အတ္တလန္တိတ်ပင်လယ်ပြင်မှာအဲ့ဒီသင်္ဘောကိုဖမ်းဆီးလိုက်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီသင်္ဘောကအမေရိကန်ကဗင်နီဇွဲလားကိုပိတ်ဆို့ခဲ့တဲ့လကထွက်ပြေးတင်းရှောင်ကသင်္ဘောအမည်ကိုဘယ်လာဝမ်ကနေမာရီနဲရာလို့ပြောင်းလဲမဲ့ခေါ်ခဲ့ပါတယ်။ဒီသင်္ဘောကိုဖမ်းဆီးမဲ့စစ်စင်ရေးကိုဇန်နဝါရီ9ရက်အစောပိုင်းကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကာရီဘီယံပင်လယ်မှာတရားမဝင်လှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လို့ယူဆရတဲ့ပိတ်ဆို့အရေးယူထားတဲ့နောက်ထပ်ရေနံတင်သင်္ဘောတစ်စင်းဖြစ်တဲ့ MT Sophia ကိုလည်းဖမ်းဆီးထားတယ်လို့အမေရိကန်ကကြေညာပါတယ်။မာရီနဲရာသင်္ဘောကိုအမေရိကန်ကဖမ်းဆီးတာဟာရေကြောင်းဥပဒေချိုးဖောက်တာဖြစ်တယ်လို့ယာရုကဆင်သွားတဲ့သမ္မတနီကိုလတ်မာဒူရိုကိုထောက်ခံသူခရမ်လင်ကဆွဆွဲလိုက်ပါတယ်။အာဏာပိုင်တွေကိုရှောင်တိန်မှုသင်္ဘောရဲ့ကျိုးပန်းအားထုတ်မှုတွေကိုအကဲခတ်လေ့လာသူအဖွဲ့တစ်ဖွဲ့ဟာအကြိမ်နဲ့တပြေးညီလှုပ်ဆောင်ခဲ့ပါတယ်။ဒီဖွဲ့ဟာမကြာသေးမီရက်ပိုင်းတွင်အမေရိကန်ကစစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုဗြိတိန်ကိုရွှေ့ပြောင်းသွားကြောင်းခြေရာခံစောင့်ကြည့်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။